没干的没搞位啦，我说怕了我嘛。စပိန်နဲ့ပစ္စည်းတွေတင်ပြီးတော့မှနေပူကြီးထဲမှာမောင်းကျွန်တော်ဘဝမှာဒီလိုကားမျိုးမပြောနဲ့ရိုးရိုးတပိန်းရနေပြီးတော့မော်တာဘိန်းလေးဝယ်စီးရတဲ့ feeling ရတော့မှကျွန်တော်တို့လုံးဝရမ်းမိုက်တယ်ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်တို့စောစောနိုင်ပါစောစောမိုဘိုင်းရဲ့ founder ပါဒီနေ့မှာကျွန်တော်ပြောပြပေးချင်တာကကျွန်တော်ရဲ့ဘဝမှာပေါ့နော်ပထမဆုံးနာမည်ပေါက်ပိုင်ဆိုင်ခဲ့ဘူးတဲ့ MG Mazda 9 Free ဆိုတဲ့ကားလေးကိုကျွန်တော်အမတ်တရ vlog လေးရိုက်တာပါဒီကားကိုဝယ်ဖြစ်တာလည်းဗျာဝယ်မယ်ဆိုပြီးတော့မှကျွန်တော်ကဒီကားလေးကိုလိုချင်နေတာပေါ့နော်ကျွန်တော်တို့အရင်နေတဲ့ဆိုဖလာကြီးဆိုတဲ့ကွန်ဒိုမှာဒီကားတစ်စီးစီးတဲ့လူရှိတယ်ပေါ့ဗျာအဲ့တော့သူတို့စီးတဲ့ကားလေးကိုမြင်ပြီးတော့မှကျွန်တော်ကအဲ့ချိန်မှာတော့ကျွန်တော် Havel ဆိုတဲ့ကားလေး Havel ပေါ့နော် Havel ဆိုတဲ့ကားလေးစီးနေတာဒီကားကိုကြည့်ပြီးကျွန်တော်လိုချင်နေတော့အဲ့လိုမျိုး YouTube တွေပိုင်းထဲမှာကျွန်တော်ကကြည့်နေနေနည်းနည်းလေးဒီကားဖိုးလောက်ကိုကျွန်တော်ပတ်စံပြည့်ပြီဆိုတဲ့အချိန်မှာဝယ်တော့မဝယ်သေးဘူးပေါ့သွားပြီးတော့မှ showroom မှာသွားပြီးတော့မှကြည့်မယ်ဆိုပြီးတော့မှကျွန်တော်ကလေးတွေနဲ့ကျွန်တော်နဲ့အတူတူ showroom ကိုသွားပြီးတော့မှကြည့်တဲ့အချိန်မှာကျွန်တော်သားနဲ့သမီးကလည်းကားကိုကြည့်ပြီးတော့မှသူတို့က9ယောက်စီးအဲ့လိုမျိုးကားမျိုးနဲ့ကျွန်တော်ဟိုနာသွားဒီနာသွားအများတန်းရှိတာဆိုတော့သူတို့ကအဲ့လိုကားမျိုးဝယ်စီခြင်းကျွန်တော်ဝယ်လိုက်ပါလားတခါလေးဝယ်လိုက်ပါလားအဲ့လိုမျိုးလုပ်ရင်းနဲ့ကျွန်တော်သွားကြည့်တဲ့အချိန်မှာပဲ2024ဒီဇင်ဘာအကုန်ပေါ့နော်2025ရောက်ဖို့ရပ်ပိုင်းမဲ့လို့တဲ့အချိန်မှာကျွန်တော်ဒီကားလေးကိုဝယ်ဖြစ်ခဲ့တာပါဝယ်ပြီးသွားတဲ့အချိန်မှာလည်းတစ်နှစ်ကျော်အတွင်းမှာကီလို9000လောက်ရောက်သွားတဲ့အထိတော်တော်စီးဖြစ်တယ်တော်တော်လည်းကျွန်တော်အတွက်တက်တောင့်တက်တာဖြစ်တယ်ဗျာကျွန်တော်အခုလက်ရှိရဒီမှာဖုန်းဆိုင်ရောစားတောက်ဆိုင်ရောနေတဲ့နေရာနဲ့အဲ့လိုနေရာတွေကကွဲပြားနေတော့နေ့တိုင်းကျွန်တော်မှာကားစီးတဲ့အချိန်က3နာရီဝန်းကျင်လောက်ရှိတယ်3နာရီဝန်းကျင်လောက်ရှိတဲ့အတွက်ဒီမှာကျွန်တော်ကရင်မောင်းနဲ့သွားတာဖြစ်တဲ့အတွက်ဒီနောက်မှာဆိုကျွန်တော်ရဲ့အချိန်3နာရီကအချိန်မပုတ်ဘူးကျွန်တော်အလုပ်လုပ်လို့ရတယ်မေးလေးစစ်လို့ရတယ်တော်ရင်တော့အိမ်စဲတွေကျွန်တော်ဒီမှာစစ်လို့ရတယ်စာတွေပြန်လို့ရတယ်အဲ့တော့တော်တော်လေးကျွန်တော်တို့မှန်ကန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်ခဲ့တယ်ပေါ့နော်မင်းကနေမင်းကားဝယ်တာငါတို့ကဘာလုပ်ရမှာလဲမင်းကဘာလို့ဗီဒီယိုတင်တာလဲဆိုပြီးပြောရရင်ဟိုလွန်ခဲ့တဲ့15နှစ်လောက်ကကျွန်တော်လိုမျိုးဘာမှတော့မရှိသေးဘူးဒါပေမဲ့ limitless ဗျာလုံးဝအကန့်အသတ်မရှိစူးစမ်းနေတဲ့လူငယ်တွေပေါ့နော်အဲ့လိုမျိုးလူငယ်တစုံတယောက်များဒီထဲမှာရှိရဆိုရင်စုံတစ်ခုခွန်အားဖြစ်စေဖို့ကျွန်တော်ဒီဗီဒီယိုရိုက်တာပါအဲ့တော့ကျွန်တော်လွန်ခဲ့တဲ့14နှစ်လောက်က123လမှာမုတ်ဆိုင်လေးဖွင့်တော့ဆိုရင်ကျွန်တော်မှာရိုးရိုးစပိန်ပဲရှိတယ်ဗျာမော်တာစပိန်ကနောက်2နှစ်လောက်နေမှဝယ်နိုင်တာအဲ့တော့ရိုးရိုးအိတ်စပိန်လေးနဲ့ကျွန်တော်ကနေ့တိုင်းဒီယူဇနာပလာဇာအနောက်နဲ့မင်္ဂလာဈေးဝင်းကျင်ကိုကျွန်တော်နေ့လယ်ပိုင်းဆိုရင်ကျွန်တော်ပတ်ရတယ်ပတ်ပြီးသွားပြီဆိုရင်ဒီပစ္စည်းတွေလိုက်ဝယ်ရတယ်ပေါ့နော်အဲ့လိုမျိုးပစ္စည်းတွေဝယ်ပြီးသွားရင်ကျွန်တော်ကဒီရွှေဦးဆိုတဲ့အေးတွေဘာတွေရောင်းနေဆိုင်သူတို့ဆိုင်ရာပစ္စည်းတွေကအလေးဆုံးပဲဗျာဒီကိုလာကက်ကြီးတွေဘာတွေဆိုတော့ကျွန်တော်မတည်နိုင်ဘူးပေါ့နော်မတည်နိုင်တဲ့အတွက်သူတို့ဆိုင်မှာပဲကျွန်တော်ကြံတဲ့နေရာဝယ်ထားတဲ့ပစ္စည်းတွေလည်းအကုန်စုပြီးသွားပြီဆိုရင်ကျွန်တော်စိုက်ကားသွားငှားရင်ကျွန်တော်စိုက်ကားလာငှားရင်အဲ့စိုက်ကားဆရာတွေကမလိုက်ချင်ဘူးဗျာဘာလို့လဲဆိုတော့ကျွန်တော်စိုက်ကား2စီးလောက်တည်ရတစ်စီးနဲ့တည်လဲရတော့ရတယ်ဒါပေမဲ့စိုက်ကား2စီးလောက်တည်မှရမယ်ပစ္စည်းတွေကိုကျွန်တော်အဲ့လိုစိုက်ကားတစ်စီးထဲမှာကျွန်တော်ချော့ပြီးတော့သူတို့အခုလောက်ပါတင်လိုက်ပါဗျာဒါလေးပါတင်လိုက်ပါဆိုပြီးတော့မှအဲ့လိုသူတို့ပုံမှာတင်ကိုယ်စိုက်ကဲအနောက်မှာဆိုဒီလေဖောင်းမုတ်တွေပါတယ်လို့ပြုတ်မကြလောက်တဲ့ဟာတွေကိုခြီပေါ့နော်ခြီပြီးတော့မှနေ့တိုင်းဒီပါကျွန်တော်သွားပြီးတော့မှဝယ်ရတယ်ပေါ့နော်ပြောချင်တာကအဲ့လိုမျိုးအခြေအနေကလူတယောက်ကလည်းဒီလိုမျိုးအခြေအနေမျိုးကိုရောက်နိုင်တယ်ကျွန်တော်ဘဝမှာဒီလိုကားမျိုးမပြောနဲ့ဗျာမရအဲ့ဒီအခြေအနေမှာတော့ကျွန်တော်နည်းနည်းလေးပတ်စံဆူမိတော့လေရိုးတပိန်းရနေပြီးတော့မော်တာဘိန်းလေးပေါ့နော်မော်တာဘိန်းလေးဝယ်စီးရတဲ့ feeling ကတော့မှကျွန်တော်တို့လုံးဝရမ်းမိုက်တယ်ဗျာလီဗာလေးဆွဲလိုက်တာနဲ့လူ6ယောက်နဲ့နင်းစရာမလိုပဲနဲ့အရှိကိုသွားနေတယ်ဆက်ပစ္စည်းဗျာသိရမလားကျွန်တော်ဘဝမှာပထမဆုံးအဲ့လိုမျိုးဆက်ပစ္စည်းတစ်ခုကိုစပြီးတော့မှစီးနှင်းမှုတဲ့ feeling ပေါ့နော်တော်တော်မိုက်တယ်ဒီကားဝယ်တော့ရတဲ့ပျော်ရွှင်မှုနဲ့အဲ့စပိန်ဝယ်တော့ရတဲ့ပျော်ရွှင်မှုနဲ့အတူတူပဲလို့တော့ပြောလို့ရတယ်ကျွန်တော်တို့ပုံမှန်ဆိုရင်အဲ့စပိန်နဲ့ပစ္စည်းတွေတင်ပြီးတော့မှမောင်းအဲ့လိုနေဘူးကြီးထဲမှာနေကင်းပတ်ကြီးနေဘူးကြီးထဲမှာနေတိုင်းမောင်းရတာဆိုတော့လေကိုမောင်းစရာမလိုတော့ဗျာလီဗာလေးဆွဲလိုက်တာနဲ့ပဲစပိန်ကသွားနေတဲ့ feeling ကအရမ်းမိုက်အဲ့တော့ဒါကတော့ကျွန်တော်ဘွားရဲ့ achievement ဒီပေါ့ဗျာဒီလိုအောင်မြင်မှုတွေထဲအမှတ်တိုင်လေးတစ်ခုအနေနဲ့ကျွန်တော်ဒီဗီဒီယိုရိုက်တာပါအဲ့တော့ဒီဗီဒီယိုကြောင့်တစုံတယောက်စိတ်အနှောက်အယှက်ဖြစ်သွားတယ်ဆိုရင်တောင်းပန်ပါတယ်ဒီဗီဒီယိုလေးကအချို့လူငယ်တွေအတွက်စိတ်သက်ခွန်အားရစရာတစုံတစ်ခုဖြစ်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်တို့စောစောနိုင်မှာစောစောမိုဘိုင်းရဲ့ founder ပါအားလုံးကိုဗီဒီယိုလေးကိုကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်